or video မစခင်မှာ like and follow လေးနှိပ်ပေးပါနော်ညီအမ2ယောက်အကြောင်းပဲဖြစ်ပါတယ်သူတို့2ယောက်လုံးကယောက်ျားလေး1ယောက်တည်းကိုပဲပြိုင်တူချစ်မိသွားကြပေမဲ့အဲ့ဒီကောင်လေးကတော့အမဖြစ်သူကိုပဲပြန်ချစ်ခဲ့တာပါဒါကိုကြည့်ပြီးညီမဖြစ်သူကမနာလိုဝင်တိုစိတ်တွေပြင်းထန်လာပြီးသူ့အချစ်ကိုအမဖြစ်သူကလူယူသွားတယ်လို့ထင်မြင်လာခဲ့ပါတယ်ညီမဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေကပိုဆိုးလာတာကြောင့်အမဖြစ်သူကစိတ်မချမ်းသာဖြစ်ပြီးသူတို့ခန္ဓာကိုယ်ကိုခွဲစိတ်ခွဲထုတ်ဖို့အမေဖြစ်သူကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ညီမဖြစ်သူကတော့အတင်းအကျပ်ငြင်းဆန်ခဲ့ပါတယ်။အဆိုးကနေအဆိုးဆုံးစီတို့တနေ့မှာတော့အဲ့ဒီကောင်လေးကခရီးဝေးသွားဖို့အကြောင်းဖန်လာပါတယ်။အမဖြစ်သူကသူ့ကိုနှုတ်ဆက်ချင်ပေမဲ့ညီမဖြစ်သူကဇွတ်တရွတ်တားဆီးနေတာကြောင့်နှုတ်ဆက်ခွင့်တောင်မရလိုက်ပဲကောင်လေးထွက်သွားခဲ့ရပါတယ်။အမမီတောက်လောင်ခြင်းမဖြစ်သူကသူဆွဲထားတဲ့ကောင်လေးရဲ့ပုံကိုကြည့်ပြီးရမ်းစွတ်နေတာကိုညီမဖြစ်သူကမြင်တဲ့အခါဒေါသတကြီးနဲ့အဲ့ဒီပုံကိုစုပ်ဖြဲပစ်လိုက်ပါတယ်။ရင်းနှင်းဖွယ်အဆုံးသတ်ဒီလိုအနိုင်ကျင့်မှုတွေကိုဆက်မသေးခံနိုင်တော့တဲ့အမဖြစ်သူကခွဲထွက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့အခြေအတင်စကားများရာကနေညီမဖြစ်သူကအမဖြစ်သူကိုလဲပင်းညှစ်ပြီးတက်ပစ်လိုက်ပါတော့တယ်။လိန်ညာမှုနဲ့ထူးဆန်းတဲ့ဖြစ်ရများဒီလိုဝက်ချက်ကိုဖုံးကွယ်ဖို့အတွက်အမေဖြစ်သူကသူတို့ကိုခွဲစိတ်ပေးခဲ့ရပါတယ်။အမဖြစ်သူနေရာမှာညီမဖြစ်သူကအစားဝင်ပြီးဟန်ဆောင်နေထိုင်ခဲ့တယ်လို့အမဖြစ်သူရဲ့ချစ်သူနဲ့ပါလက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အိမ်ထောင်ရေးဘဝတွေကိုတည်ဆုံးသွားတဲ့အမဖြစ်သူရဲ့ဝိညာဉ်က6လန့်ဖို့ရောက်ရှိလာတဲ့အခါမှာတော့ဒီဇလန်